လက်ရှိတိုင်းပြည်အခြေအနေဟာမဲမတမာမှုကြောင့်နိုင်ငံရေးအရာရေးပေါ်အခြေအနေဖြစ်ပေါ်လာတာကိုနိုင်ငံရေးအရာမဖြေရှင်းဘဲလက်နက်ကင်ချမ်းဖက်နည်းနဲ့ဖြေရှင်းဖို့လှုံ့ဆော်လာတာကြောင့်ဖြစ်ကြောင်းဒီအဖြစ်ကိုသုံးသပ်မယ်ဆိုရင်ပညာတတ်နေပါတာကြောင့်ဖြစ်ကြောင်းနိုင်ငံအကျိုးမကြည့်ဘဲလက်နက်ကင်အကြမ်းဖက်မှုတွေနဲ့တိုင်းပြည်အနာဂတ်ကိုဖျက်ဆီးနေကြောင်းလို့ပြောဆိုခဲ့ပါတယ်။နိုင်ငံရေးအရမဖြေရှင်းဘဲအကြမ်းဖက်တိုက်ခိုက်မှုနဲ့ဖြေရှင်းနေမှုတွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲအငင်းပွားမှုတွေနဲ့ပတ်သက်လာရင်ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားခွင့်ရှိပြီးရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာအတည်ဖြစ်တယ်လို့ပြဋ္ဌာန်းထားတာကိုမျက်ကွယ်ပြုပြီးလက်နက်အားကိုနဲ့အာဏာသိမ်းခဲ့တာမင်းအောင်လှိုင်နဲ့သူ့နောက်လိုက်တွေးပါလက်ရှိနိုင်ငံရေးကိုလက်နက်ကင်နည်းနဲ့စပြီးဖြေရှင်းခဲ့တာလဲသူနဲ့သူ့စစ်တပ်ပါပဲသူတို့ကအရင်ဆုံးလက်နက်ကင်အကြမ်းဖက်ခဲ့ပြီးအခုမှတော်လှန်ရေးအင်အားစုတွေကိုပြန်လက်ညှိုးထိုးနေတာဘာကြောင့်ပါလဲပြည်သူလူထုကိုတရားခံရှာဖို့ကြိုးစားတာလို့ပြောလို့ရတဲ့အပြင်ဒီအကြောင်းအရာကိုဒီအချိန်မှထပ်တလဲလဲပြောနေတဲ့အဓိကအကြောင်းရင်းကသူတို့စစ်ရှုံးနေလို့ဖြစ်ပါတယ်မင်းအောင်လှိုင်အနေနဲ့ခက်ကြမ်းကြမ်းတပ်ပြရင်လူတွေကြောက်လန့်ပြီးငြိမ်သွားမယ်လို့ယူဆခဲ့တာပါဒါပေမဲ့ခေတ်တွေပြောင်းသွားတာကိုသူတို့သတိမမူမိပါဘူးတစ်ဖက်မှာလက်နက်ကင်အကြမ်းဖက်တဲ့စစ်အာဏာရှင်ကိုလူငယ်တွေရရလက်နဲ့ဆွဲကင်ပြီးခုခံကြလို့ပြည်သူလူထုအများစုကလည်းထောက်ခံကြပါတယ်လက်နဲ့မပြည့်မစုံစစ်ရေးမဝသေးတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့လူထုကိုမင်းအောင်လှိုင်တို့အထင်သေးခဲ့ကြပါတယ်ကြီးရည်လေးတပ်ပေါင်းစုံခင်မီလက်နဲ့ရန်တရားပေါင်းစုံနဲ့သူ့ရဲ့စစ်တပ်ကအလွယ်တကူနှိမ်နင်းနိုင်မယ်လို့ထင်ခဲ့ကြပါတယ်အညာဒေသကို6လအတွင်းနှိမ်နင်းမယ်လို့ကြွေးကြော်ပြီးအကုန်လူအကုန်ရှုပ်အကုန်တပ် policy ကိုကျင့်သုံးခဲ့ကြပါတယ်ဒါပေမဲ့လက်ရှိမှာအညာဒေသကိုမင်းအောင်လှိုင်စစ်တပ်မထိန်ချုပ်နိုင်တော့ပါဘူး